match လာ12ရက်နေ့2025ခုနှစ်လူမြတ်ကျော်ညာခင်းပိုင်းတင်ဆက်မှုများမှာကျူးစုပါတယ်ဒီနေ့တော်လိုင်းရေးရသတင်းများနဲ့ပတ်သက်ပြီးထိုးစစ်တိုက်စစ်ခုခံစစ်ဆင်နွှဲနေကြကုန်သောသတင်းတွေကတော့ရက်ွက်အုပ်ချုပ်ရေးမှုတွေရှင်းလင်းမှုတွေရှိတယ်ဒဇယ်မှာမြေပြင်ရှင်းလင်းမှုတွေလုပ်နေတယ်မနေ့ကတော့နထိုးကြီးတိုက်ပွဲကြောင့်ဖက်စစ်တပ်နေပြည်တော်တခွင်မန္တလေးတခွင်ပြရာခန့်နေတယ်ရန်ကုန်မှာဒီကနေ့ရုံးဘန်ကြောင်းအတူဒီဘာခေါ်လဲပုဂ္ဂလိကကြောင်းတွေပါမကြံမူကြိုပါမကြံ9ရက်ပိတ်တယ်တပေါင်းပွဲနဲ့တပေါင်းပွဲအတွက်နော်ပျော်ပျော်ပါပါသွားကြဖို့ဆိုဒါမျိုးတွေရှိနေပါတယ်အဲ့တော့ဘတ်စစ်တက်ကဘာလို့ချင်နေလဲဆိုတဲ့ကိစ္စကျွန်တော်ဒီနေ့သုံးသပ်ဆွေးနွေးကြမယ်ကိုတော်လိုင်းအင်အားစုတွေကဘာလုပ်နေလဲအရေးကြီးပါတယ်အရေးကြီးပါတယ်အရေးကြီးတဲ့ကာလကိုရောက်ပါပြီနောက်ပိုင်းပြောမှာတွေကကျွန်တော်တို့စစ်စစ်ဆက်သက်သုံးသက်ပြီးလှုပ်သိမ့်လှုပ်တိုက်တာတွေအချိန်မဆိုင်လှုပ်ရမယ်အချက်မျိုးတွေပေါမှာဖြစ်ပါတယ်ဒီနေ့ဒီအချိန်မှာတော့နွားကွဲရင်ကြွားကြားဆွဲတယ်ပဲပြောမလားတိုင်းပြည်မငြိမ်သက်မှုကိုအခွင့်ကောင်းယူတယ်လို့ပဲပြောမလားအခြေအနေတွေကတော့နိုင်ငံတော်ကြီးကျွန်တော်တို့နိုင်ငံကြီးစိုးရိမ်စရာကောင်းတဲ့အခြေအနေရှိအရခတ်တော်ရဲ့ထိုးစစ်အရှိန်ဟာဘတော်အုတ်ရှိပင်ထိရှောက်လာပြီဖြစ်တယ်ကဘာစတွေကိုစစ်ဦးများတယ်အဲ့တော့ညောင်ကြိုးကနေထိုးစစ်ကြော်ပြီးတော့အုတ်ရှိပင်ထိရောက်လာနေပြီလို့နောက်ဆုံးသတင်းများရသိရတယ်မြို့နဲ့တော်တော်နီးကပ်နေပြီးပြင်းထန်တဲ့ထိုးစစ်မျိုးဖြစ်တယ်နော်အဲ့တော့ညောင်ကျိုးညောင်ချီတော့အုံရှိပင်တကြောကမတာပေါ်တဲ့အလောင်းမှန်သမျှပြည်ဓာကဆကိုပို့ပြီးတိုက်နေစေးုံနေပါအိုနာကျိုးကန်းနေမတာပေါ်တဲ့ကောင်ထပ်နေတယ်ဆိုတာကျွန်တော်တို့ကြားရတယ်အဲ့တော့အာကတ်တော်အေအေဟာအေရီတိုင်းပဲခူးတိုင်းမကွေးတိုင်းဒီထိုးပေါက်ဝင်ရောက်ပြီးတော့စစ်မျက်နှာဖွင့်ထားတာတွေ့ရတယ်ဒီနေရာမှာကျွန်တော်အရင်ရက်တွေကတရဆက်ပြောခဲ့တယ်စီးဆိုင်ရာခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးအာကတ်တော်အေအေရဲ့တပ်မှုချုပ်ပုံချုပ်ထွန်းမြတ်နိုင်ကိုပြည်သူလူထုဟာလို့ခေါ်မယ်ခေါင်းဆောင်အဖြစ်ရှုမြင်လာကြတာကိုတွေ့ရစစ်ကိုအနိုင်တိုက်တယ်လို့နိုင်ငံရေးမှာလည်းတိတ်တိတ်တက်တက်ကြကြနာနာကစားတယ်အုပ်ချုပ်ရေးစီးပွားရေးပထဝီနိုင်ငံရေးတွေကိုလည်းနိုင်နင်းနဲ့ဆောင်ရွက်နေတာတွေ့ရတယ်စီးရေးဆောင်ရွက်မှုနဲ့ပတ်သက်ပြီးစီးစနစ်ကြတယ်မဟာဗျူဟာမြောက်တယ်ငွေကြေးဘတ်ဂျက်နဲ့ပတ်သက်ပြီးအတန်လုံးဝမထွက်စစ်ပွဲနဲ့ပတ်သက်ရင်ဘာလို့လုံမမသိရလောက်အောင်ကိုဗျူဟာထပ်မြက်လို့ဒါကြောင့်မို့ဒီကနေ့ကျွန်တော်ခေါင်းထဲမှာစဉ်းစားမိတာကဘိုးချုပ်ထွန်းမြတ်နိုင်ကနေပြည်သူလူထုကိုပြောကြားတဲ့စကားဆွေးနွေးစကားဝိုင်းတစ်ခုကျွန်တော်လုပ်ချင်တာပါတယ်ဒါပေမဲ့ဘိုးချုပ်ထွန်းမြတ်နိုင်နဲ့ကျွန်တော်လည်းကအဆက်အသွယ်မရှိဘူးဘိုးချုပ်ထွန်းမြတ်နိုင်နဲ့အတူတိုက်ပွဲဝင်နေတဲ့တချို့တက်တွေနေတော့အဆက်အသွယ်ရှိတယ်အဲ့တော့ဘိုးချုပ်ထွန်းမြတ်နိုင်နဲ့ကျွန်တော်ဆက်သွယ်ဖို့ကျွန်တော်စူးစမ်းပါမယ်ပြည်သူလူထုကိုပြောစကားပြည်သူလူထုထံတင်ပြတယ်ဘိုးချုပ်ထွန်းမြတ်နိုင်ရဲ့နိုင်ငံရေး vision စစ်ရေးဆိုင်ရာရည်မှန်းချက်တွေနဲ့ຫນွေဦးတော်လှန်ရေးကိုဘိုးချုပ်ထွန်းမြတ်နိုင်ကစစ်ရေးဆိုင်ရာဥဆောင်မှုများဖြင့်ပါဝင်ဆောင်ရွက်ပေးဖို့လူထုရဲ့တိုက်တွန်းစကားတွေကိုပြောကြားခြင်းနဲ့လူထုကိုလည်းဘိုးချုပ်ထွန်းမြတ်နိုင်စကားကိုနားထောင်စေခြင်းတဲ့အတွက်ဆက်သွယ်ပြီးဆောင်ရွက်ဖို့ကြိုးစားပါမယ်အကယ်၍ကျွန်တော်ဗီဒီယိုကြည့်နေတဲ့ထဲမှာအာရခတ်တပ်တော် AA နဲ့ထိစပ်ပတ်သက်တဲ့လူတွေဘိုးချုပ်ထွန်းမြတ်နိုင်နဲ့ထိစပ်ပတ်သက်တဲ့လူများပါခဲ့ရင်ကျွန်တော်လူမြတ်ကျော်ကတမှုချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်အားလေးစားစွာဖိတ်ခေါ်ပါတယ်ကျွန်တော်ကအကောင့်မသိတဲ့အတွက်လာရောက်ဆက်သွယ်စေချင်ပါတယ်သို့မဟုတ်ဆက်သွယ်ဖို့လင့်ပေါ့နော်ချပေးစေချင်ပါတယ်ကျွန်တော်တော့ရောက်ဆက်သွယ်ပါနောက်တစ်ယောက်ကဘိုးချုပ်ကွမ်မောကချင် KIA ရဲ့ဦးစီးပိတ်ကိုင်တယောက်ဖြစ်တဲ့ဘိုးချုပ်ကွမ်မောဘိုးချုပ်ကြီးအင်ပန်လာပြီးတော့ဘိုးချုပ်ကွမ်မောပေါ့အဲ့တော့ဘိုးချုပ်ကွမ်မောနဲ့လည်းကျွန်တော်တွေ့ဆုံဆွေးနွေးဖို့တွေ့ဆုံဖို့ဘိုးချုပ်ကွမ်မောရဲ့စီရီမန်းချက်တွေနိုင်ငံရေးရွယ်ချက်တွေကိုလူထုကိုတင်ပြဖို့စီရေးဆိုင်ရာခေါင်းဆောင်မှုတွေမှာဘိုးချုပ်ကွမ်မောဘိုးချုပ်ထွန်းမြတ်နိုင်တို့ညီမຫນွေဦးတော်လှန်ရေးမှာဥဆောင်ပေးဖို့
ကျွန်တော်ဗိုလ်ချုပ်ကွမ်မော်ရဲ့ page ကတော့တခါတည်းတွေ့ပါတယ်ရှိပါတယ်ကျွန်တော်သွားပြီးတော့စူးစမ်းကြည့်ပါမယ်နောက်တစ်ခါဘိုးမူချုပ်တာပုံးချုံပုဂ္ဂိုလ်မျိုးတွေပေါ့ TNL သူတို့နဲ့လည်းတွေ့ဖို့စူးစမ်းဖို့စပြီးစူးစမ်းမှာဖြစ်တယ်လို့နောက်တစ်ခုကတော့ကျွန်တော် NUG ရဲ့ကာဝေးဝန်ကြီးကကာယဝန်ကြီးဌာနရဲ့ဝန်ကြီးဦးရီမွန်ကျွန်တော်ဒီကနေ့တော့ဦးရီမွန် page ကိုကျွန်တော်စာပို့လိုက်ပါတယ်မင်္ဂလာပါစတင်မိတ်ဆက်ပြီးတော့ကျွန်တော်ဦးရီမွန်ရဲ့စီးစံအကြီးမဲ့ချက်နိုင်ငံရေးဆိုင်အကြီးမဲ့ချက်တွေကိုလူလူကိုတင်ပြဖို့ကျွန်တော်စူးစမ်းပါဘာကြောင့်မိတာတွေလုံနေတာလဲလူမြတ်ကျော်တမူးတွေနဲ့ကျွန်တော်တောက်လျှောက်တွေ့ဖို့လည်းစီစဉ်နေပါတယ်တမူးတွေနဲ့ဆွေးနွေးဖို့စကားပြောဖို့လည်းကျွန်တော်စီစဉ်နေပါတယ်စွတ်ဖွဲ့နေပါတယ်ဘာကြောင့်လုံမလဲဆိုတော့ကျွန်တော်ပြောပြမယ်ဗျခင်ဗျားတို့မင်းအောင်လိုက်ဟာရုရှားနဲ့တရုတ်ကိုတိုင်းပြည်တွေခေါ်သွင်းပြီးတိုင်းပြည်ကိုတစစီကွဲအောင်ခွဲဖို့သူ့အာဏာအကျိုးစီးပွားအတွက်နဲ့ရုပ်ရုပ်မှာကြံ့စီနေပါဒီမင်းအောင်လိုက်လူကောင်မျိုးနဲ့တကွမင်းအောင်လိုက်နားမှာရှိတဲ့ဘူချုပ်စစ်ဘူချုပ်ဆိုတဲ့ကောင်မျိုးကိုကျွန်တော်မေးချင်တာမင်းတို့ဒီတိုင်းပြည်ပေါ်မှာတစ္ဆာခံထားတာဟုတ်ရဲ့လားတိုင်းပြည်ကိုအမျိုးစုံဒုက္ခပေးပြီးတိုင်းပြည်အစိတ်စိတ်မှာကွဲပြီးရုရှားနဲ့တရုတ်ကျွန်းတပေါက်ပွားရှောက်ဖို့အာဏာအကျိုးစီးပွားတစ်ခုအတွက်နဲ့မင်းတို့လုံရကြတယ်ကိုကျွန်တော်ရှင်းတယ်နားလို့မဆုံးပါဒီကောင်တွေတိုင်းပြည်ကိုရုံမာနေကြပါပြည်သူလူထုတို့မပေါ့စားကြပါနဲ့ချင်းကိစ္စနဲ့ပတ်သက်ပြီးတော့လေအတန်တွေတော်တော်ညံ့နေတာကြားသိရမှာပါကျွန်တော်တရုတ်ခွဲပြပါမယ်ချင်းမှာအိန္ဒိယနိုင်ငံချင်းပြည်နယ်တမူးမှာရှိတဲ့ကဘောချိုင်ဝမ်ကိုမဏိပူရနယ်တွေကိုပြန်ထည့်ဖို့ဒီအထက်လွှတ်တော်မှာဆိုသွင်းတယ်လို့ချင်းပြည်နယ်နဲ့ပတ်သက်ပြီးတော့အိန္ဒိယမီဇိုရမ်ပြည်နယ်နဲ့ပေါင်းမှုဆိုတာမျိုးတွေအတန်တွေထွက်လာပါတယ်ကျွန်တော်တို့တိုင်းပြည်ရင်းနှီးသူကိုဝါကူထိုးဖို့အစင်သည့်ရှိနေကြတဲ့အိန္ဒိယနိုင်ငံတွေကလည်းတရဇက်ကျွန်တော်တို့ကိုထိုးနှက်နေပါတယ်ဒီကြားထဲမှာမတရားအာဏာသိမ်းတဲ့အပြင်တိုင်းပြည်လူလူကိုတစ္ဆာမခံပဲတရုတ်နဲ့ရုရှားဒီမှာတစ္ဆာခံကျွန့်ခံမှုစ조사နေတဲ့မင်းအောင်လှိုင်အပါဝင်စစ်ကောင်းဆောင်စုကလည်းတိုင်းပြည်အချုပ်ချာအာဏာတိုင်းပြည်နဲ့လူမျိုးရဲ့ဇာတိပုံညဂုံမာနတိုင်းပြည်ရဲ့တောတောင်ချင်းပြီးတဘာဝတယံဇာတဒါတွေကိုလုံးလုံးထက်မတွက်ပဲသူတို့စစ်ဗိုလ်ချုပ်တတိုက်အာဏာမြဲရေးအတွက်ရုရှားလက်ထဲကိုတဝဲရည်နဲ့စစ်ကန်အပေါဝင်ဗမာပြည်အမိပိုင်းတစ်ချမ်းလုံးနီးပါထိုးအပ်ဖို့ကြံစီနေပြီတရုတ်ကတော့ရှမ်းပြည်နယ်တခွင်ဝကိုကတ် MNDAA အစရှိတဲ့တပ်တွေနဲ့ရှမ်းပြည်နယ်ရှမ်းမြောက်ကြီးတစ်ခုလုံးဒါအပြင်ကြောက်ဖြူရည်နဲ့စီမံကိန်းဆိုတဲ့ခေါင်းစဉ်အောက်ကတရုတ်တပ်အင်အားတောင်းနဲ့ချီပြီးဝင်လာပြီးတော့ဗမာပြည်ကိုအပိုင်းပိုင်းခွဲပစ်ကြဖို့ရုပ်မှာဆိုတာကြံစီနေကြပါပြီတစ်ဖက်မှာလည်းရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့တတ်ရှို့ဖို့ကြိုးစားပြီးလုံသည်ဖြစ်စေမလုံသည်ဖြစ်စေတစ်ဖက်ကတော်လန်ရေးအင်အားစုနဲ့ NUG ဆိုတဲ့အစိုးရအဖွဲ့ဆိုတဲ့ပုံကိုယ်တွေကိုအာယုံနောက်အောင်လှုပ်ထားနိုင်ပါတယ်ရှင်းပါတယ်နော်တခါတခါကြရင်မင်းအောင်လှိုင်ပြောစကားတွေဟာအယူလို့ထင်ရပါမယ်အဲ့ဒီအယူကအိမ်ဦးကြီးတက်ပါတာမျိုးတွေ့ရပါတယ်သူပြောစကားတွေနောက်လိုက်ပြီးတော့ကျွန်တော်တို့ဘက်ကတော်လန်ရေးခေါင်းဆောင်ပါဆိုတဲ့ပုံကိုယ်တွေတော်လန်အစိုးရပါဆိုတဲ့ပုံကိုယ်တွေကသူပြောစကားနောက်လိုက်ပြီးလုပ်နေတာမျိုးတွေသူ့နောက်ကလိုက်ပြီးသူပြောစကားကိုပဲလိုက်လံခြေပတာမျိုးတွေနဲ့ပဲအချိန်ကုန်တာတွေ့နေရပါတယ်တမြန်ကြီးကမြင်းညံခရိုင်တရင်ကိုမြင်းညံပလက်တိုက်ကဌာနချုပ်ပြုတ်ခွင့်ခံတယ်တစ်ဖက်မှာစစ်ကြောင်းတွေအလဲလဲအပြုတ်ပြုတ်ဖြစ်တာရှိတစ်ဖက်မှာတော်လန်တက်ရင်တပ်ဖွဲ့တွေအသီးသီးဟာမနေရုံးကန်လာရတာကိုတွေ့ရတယ်စစ်လက်နဲ့ခရမ်းအပြင်အခြားသောဘာကြီးရကိစ္စတွေနဲ့တော်လန်တပ်တွေဟာစစ်တိုက်ဖို့ထက်ရမုံငွေခရမ်းရရှိရေးကိုလည်းတစ်ဖက်မှာဆောင်ရွက်နေရတာတွေ့ရတစ်ဖက်မှာမင်းအောင်လှိုင်ဟာငွေကြီးများကိုထိန်းချုပ်ဖို့အတွက် MM ကုတ်ဆိုတဲ့ digital ငွေပေးချေမှုစနစ်ကြီးကိုဆောင်ရွက်ဖို့ကြိုးစားနေ။ဘဏ်တွေကနေငွေသားထုတ်ယူမှုတဖြည်းဖြည်း short ချတယ်
နောက်တစ်ခုကဖက်စစ်တဲ့ရဲ့လောက်ကန်